ဒီအခုခင်းနေခဲ့တဲ့မိတ်ဆွေကိုထင်းမှာရှိလာတော့မရှိလာတော့မျိုးမပုတ်တဲ့ဒီမျိုးကြီးဒီကိုထင်းမှာဆိုခဲ့ဒီအဖူကောတကောင်ရဲ့အမေကောတကောင်ရှိရဝါလို့ပြကြမှာမဲဘာလို့မအကောင်ရှိစားအရင်ကစားပဲဥပမာနဲ့ရှမ်ပရာပုစကေဥပမာမျိုးကစာဖဲဖို့လုံးနေစာဖဲဖို့လုံးတိုင်းမျိုးအမေကောင်ပရိုစကာတန်ရှိတယ်ဆိုအမေတကားရဲ့သူကစာပုတ်လေးဆိုကေမျိုးမောက်ကြရတယ်လေတနေ့တနေ့ကစေးတည်သေးလားအော်你စာဖဲလေးစာလင်းလာလေးနဲ့နင်းနေပပအနိုင်မဟုတ်ရဲ့မလူမျိုးဒီကလေးအေးလူလူနဲ့အေးစစ်ပြေမအခုမှအသေးအငိရှိဦးရဲ့မကိုစလို့အများကြီးအားသိအကိရှိပါရှိကြအောင်မေမန်ကန်လေးအေးပြီကလေရဟိုတနေ့ကမအသိထွက်တည်းရမတော်ကိတ်တည်းဆိုတော့ရစီပရာမှာကောအသိထွက်ပြေခုငါတော့အကောက်ကိတ်ကောင်းမထောင်ရဲ့အေးဝေငါလေးရပဲပြထိုင်ဟုတ်ပြီငါကုတ်ပါမဲ့အေးပဲငါတင်းမိကစေပြမပုတ်ပိုင်နေဆိုယောမမတိုင်မဲထွက်ရကိုတီဝေထွက်ရမရှက်ပန်းနေတဲ့အများကြီးရှင်နေမောင်ခုလုံးနေစာတီအလုပ်တီကိုမောင်ကိုနိုင်မလို့ကမောင်ကိုအစူလာလောက်ပြလာပြီမမ break တီရှင်အနောက်ယူရှင်ဆိုတာသိတန့်ရှိပြီးသားအပြည့်ငါမောင်ကအများကြီးတန်းနေကြလှုပ်ဆောင်လာစားတခုလေးမရှိမအီရီမရှက်ပန်းတယ်မအီကိုတီကိုအရန်ပေးရှင်ကေမမမြောအဖိုးထုတ်ကိုစောဖို့လို့ပါအဲဇာမောက်ဒီရအမေက positive ကိုလည်းယုံမနေငယ်ငါမအီကိုတီကိုပဲ focus ထားငါ positive ကိုလည်းနားယုံမနေငယ်ကျောင်းကမောင်ကောင်းမို့ဆိုကလေးတခုလေး positive မောင်ရှာဘာလို့ခုနကကိမလားအဘလေးလည်းကြီးမငါမျိုးငါ process ဒီအောင်လုံးကလည်းရန်သူ comfort တပပစားမဘေးကလေးရတဲ့အခုပဲမနာမနေစာလင်းလာနေကြီးတာကြီးရန်သူကြမ်းမာရေးတွေကိုထိခဲလာနေရတဲ့ငါကမှဖိုက်တန်းစတိမှာဖရအောင်ကောင်းကောင်းမမအေးအေးဆေးဆေးအနာယူလို့ငါပုစားရငါပေါ့လားဝေးတခုလေးကောင်းကောင်းမမအနာယူနေကြမလို့ရန်သူမှာရန်သူနာရှင်နေသူရှိပြီးသားကိုဤ set discipline ကိုတိုင်းလိမ့်နေတာပေါ့စားကိုဤတာဝန်ရဖိုက်တယ်ကဘာပေါ်မှာအောင်မန်နူရီဇာသူမဆိုကိုဤ set discipline ကိုတိုင်းကမလွေ့မသေးလိမ့်နိုင်ပိုင်းကိုညှာရလို့ဆိုစားမရှိသလားရှော့ရတပိရန်သူ remashedi ကိုတီအရန်ပေးဝစီဖို့အတွက်ညံ့ဖို့ထုတ်မနာကိုစောနေငယ်ဒီလူတီကြီးပဲရန်ဒီမန်တီလာဇာတိပလေးမငါရန်ဒီကိုနားလေစားကောင်းကမဟုတ်ဒီမမျိုးမတီထားဖို့စတခုကမိုင်အီကိုတီမိုင်ဖြူရှာပလန်ဒီကို mindfulness ထားမလား consistency ဖိုင်နဲ့လောက်ဆောင်လာဖို့ပဲအဲ့ဒါဆိုမှရီထားရမှာ perfect မိုင်ရီမရှိကိုတီတနင်းနေရှင်းရှင်းအမှန်ဆုံးမှတီတီခနာပြီးကအမှန်နဲ့အမှန်ဆုံးနေစကြရပါစပဲဟုတ်တယ်အဖို့ကဖို့စမိုင်တနကအမေကောင်စကားကနားရောမလားရီထားစရီရှိကိုတီဖြူရှာပလန်ဒီအောင်လို့ပြည့်စည်လောက်ဖို့တော့ဖိုက်ခိုင်းမလားနောက်ဆိုရင်ကတွေ့တီကိုအများကြီးတတိထားဖို့လိုရတယ်ဆိုကြဒီကပြည့်ရင်တာကမျိုးတို့မှာ grow mindset နဲ့ fake mindset တော့မဟုတ် claw mindset ဆိုတာရှိပါတယ်ကိုကဇာတူကြီးစကောက်ကအမေတဲ့နောက်ထောင်ဖိုင်နေလို့ဆိုတာပုံမှာကိုကြီး life changes တီကအများကြီးမုံတင်နေပါတယ်ဆိုကြအကမိတ်ဆွေက grow mindset ပေါ်စကတီကအမေတဲ့နောက်ထောင်ဖိုင်တီဆိုကြcongratulations ပါရောက်ပြီမဟုတ်ပေခလုံးမိုင်းစိတ်စကောကိုနားထောင်ဖိုင်နေဆိုခဲ့အဆွေဘွားမှာအစမပမုံတီနေရှိကုန်တီလာနိုင်ပါတယ်လို့မျိုးထမ်းရမင်းပါတယ်ရန်တွန်နဲ့ကိုအမေတဲ့သုံးသက်ဆန်းစိတ်ပါလို့ပြောမျိုးဗီဒီယိုရှိကိုအင်မာပေးအဆုံးဖက်လိုက်ပါတယ်အဗီဒီယိုရှိကနေပြီးသားကတချို့မိုင်းနဲ့ပဲသိပြီးကနားမလီလူတီအတွက်တစုံတရာအကျိုးရှိနေမယ်လို့မျိုးအပြေးဝရုံခဲ့ပါတယ် alright မျိုးဗီဒီယိုရှိကိုအခုပိုင်အဆုံးထိကိပေးရအတွက်ကျေးဇူးအများကြီးတောင်းပါတယ်မျိုး Facebook နဲ့ YouTube channel ကိုလည်း like and subscribe မလုပ်အပ်တဲ့ like and subscribe လုပ်ပြီးလောက်ခဲ့ဖို့တောင်းဆိုပါတယ် alright episode ကနောက်ဗီဒီယိုပေါ်မှာပြန်လည်ဆုံတွေ့ခဲ့ပါဖို့ see you in my nice vlog.